မြင့်မြင့်တွေမြင့်မြင့်ကြံမင်္ဂလာပါစာပေချစ်သူမိတ်ဆွေတို့ရေဒီနေ့မှာတော့ကျမတို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ကျမတို့ရဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲပြနိုင်မယ့်ကျမတို့ရဲ့အိမ်မက်တွေကိုလက်တွေ့ဖြစ်လာနိုင်စေမယ့်မြင့်မြင့်တွေမြင့်မြင့်ကြံဆိုတဲ့စာအုပ်အကြောင်းပဲဖြစ်ပါတယ်ဒီစာအုပ်ဟာကျမတို့ရဲ့အတွေ့အခေါ်တွေယုံကြည်ချက်တွေကကျမတို့ရဲ့အောင်မြင်မှုအပေါ်ဘယ်လောက်ထိတက်ရောက်မှုရှိလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ကျမတို့လူတော်တော်များများဟာကိုအကန့်အသတ်တွေနဲ့ချုံနှောင်ထားတတ်ကြပါတယ်ငါဒါအောင်မလုပ်နိုင်ဘူးငါမှဒီလိုအရေးချင်းမရှိဘူးစတဲ့အတွေ့အနဲ့ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုကန့်သတ်ထားတတ်ကြပါတယ်ဒါပေမဲ့တကယ်တော့ကျမတို့ရဲ့အတွေ့အခေါ်တွေကကျမတို့ရဲ့ဘဝကိုပုံဖော်ပေးနေရပါဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးတဲ့အခါမှာပရိသတ်ကြီးတို့ရဲ့အတွေ့အခေါ်တွေကိုဘယ်လိုမျိုးကြီးကြီးကျယ်ကျယ်တွေးခေါ်ရမယ်ဘယ်လိုမျိုးအောင်မြင်မှုတွေကိုစက္ကန့်ရမယ်ဆိုတာကိုသိရှိသွားလိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်အခန်း1ယုံကြည်မှုဤစံအားပရိသတ်ကြီးတို့ရဲ့ကျမတို့ရဲ့အောင်မြင်မှုအတွက်အရေးကြီးဆုံးအရာကဘာလဲလို့မေးရင်ကျမကတော့ယုံကြည်မှုလို့ဖြေပါမယ်ကျမတို့ဟာကိုယုံကြည်မှသာကိုလိုချင်တဲ့အရာတွေကိုရရှိနိုင်မှာပါအောင်မြင်မှုဆိုတာကံကောင်းတာဒါမှမဟုတ်ပါရမီရှိတာကြောင့်မဟုတ်ပါဘူးကိုယ့်ရဲ့စွမ်းဆောင်ရည်ပေါ်တိတ်ဆိတ်ပြီးခိုင်မာတဲ့ယုံကြည်မှုကြောင့်ဖြစ်ပါတယ်ကျမတို့ဟာကိုဖြစ်ချင်တဲ့အရာကိုယုံကြည်တဲ့အခါမှာကျမတို့ရဲ့စိတ်ကအဲ့ဒီအရာကိုဖြစ်လာအောင်နည်းလမ်းတွေရှာဖွေပေးပါတယ်ကျမတို့ရဲ့အာရုံစိုက်မှုကိုပုံမှုထက်မြက်စေပြီးစွမ်းအင်တွေကိုမြင့်တင်ပေးပါတယ်ကိုလုံနိုင်တယ်လို့ယုံကြည်တဲ့အခါမှာကိုတကယ်လုံနိုင်လာပါတယ်ဒါကြောင့်ရလက်တွေမမြင်ရခင်မှာကိုအရင်ဆုံးယုံကြည်ဖို့လိုအပ်ပါတယ်ကျမတို့ရဲ့ယုံကြည်ချက်တွေကကျမတို့ရဲ့အနာဂတ်ကိုပုံဖော်ပေးနေရပါအခန်းနှစ်ကြည်ကြည်တွေးခြင်းနဲ့တည်တည်တွေးခြင်းဒီစာအုပ်ထဲမှာကတော့ကျမတို့ရဲ့အောင်မြင်မှုပမာဏဟာကျမတို့ရဲ့အတွေ့အခေါ်ပမာဏပေါ်မှာမူတည်ရလို့ဆိုပါတယ်ကြည်ကြည်တွေးရဲဆိုတာအိမ်မက်နေရာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုပုံမကျပြန့်တဲ့အမြင်နဲ့ကြည့်တတ်ဖို့ပါပဲလူတော်တော်များများကလက်တွေ့ကြကြတွေးပါလို့ပြောတတ်ကြပါတယ်ဒါပေမဲ့တကယ်တော့အဲ့ဒီလက်တွေ့ကြကြဆိုတာဟာအကန့်အသတ်နဲ့တွေးခေါ်ခြင်းရဲ့နောက်ထပ်နာမည်တစ်ခုဖြစ်နေတတ်ပါတယ်ကြည်ကြည်တွေးတတ်တဲ့သူတွေကငါဘယ်လိုလုပ်ပြီးအသက်ရှင်ရပ်တည်ရမလဲလို့မေးခွန်းမထုတ်ပါဘူးသူတို့ကငါဘယ်လိုလုပ်ပြီးတကယ်ကိုထူးခြားတဲ့အပြောင်းလဲတစ်ခုဖန်တီးနိုင်မလဲငါရဲ့အမြင့်ဆုံးစံဆောင်ရည်ကဘာလဲလို့မေးခွန်းထုတ်တတ်ကြပါတယ်ကျမတို့ရဲ့အတွေ့အခေါ်တွေကိုချဲ့ထွင်ခြင်းအပြင်ကျမတို့ရဲ့အောင်မြင်မှုအခွင့်အလမ်းတွေကိုလည်းချဲ့ထွင်နိုင်မှာဖြစ်ပါတယ်အခန်း3စင်ကြေပေးခြင်းကိုကြော်လွှားပါဒီစာအုပ်ထဲမှာကတော့စင်ကြေဆိုတာကစိတ်ပိုင်းဆိုင်ရာယောဂတစ်မျိုးအိမ်မက်တွေကိုဖျက်ဆီးပစ်တဲ့အရာတစ်ခုဖြစ်ပုံဖော်ထားပါတယ်ဒီယောဂကပုံစံ၄မျိုးနဲ့လာတတ်ပါတယ်နံပါတ်1ကျန်းမာရေးစင်ကြေငါမှအားရမရှိဘူးငါကျန်းမာရေးကမကောင်းဆိုပြီးပန်းနိုင်တွေမလိုက်စားတာမျိုးနံပါတ်2အသက်အရွယ်စင်ကြေငါငယ်သေးတယ်ငါကြည်နေပြီဆိုပြီးအပြောင်းလဲလုပ်ဖို့တွန့်ဆုတ်နေတာမျိုးနံပါတ်3ညံ့ရည်စင်ကြေငါမတော်ဘူးငါညံမကောင်းဆိုပြီးကိုအထင်သေးတာမျိုးနံပါတ်4ကံကြမ္မာစင်ကြေအောင်မြင်မှုဆိုတာကံကောင်းတဲ့သူတွေအတွက်ပဲလို့ယုံကြည်ပြီးကိုယ်တိုင်မကြိုးစားတာမျိုးဒီစင်ကြေတွေဟာကျမတို့ကိုမတက်မတာဖြစ်ခြင်းကနေကာကွယ်ပေးတဲ့ရန်နေရတွေပါပဲကျမတို့ဟာဒီစင်ကြေတွေကိုသိရှိပြီးစင်ကျင်တော်တရားနဲ့တတိတွေကိုအစားထိုးသင့်ပါတယ်စင်ကြေတွေပေးနေမဲ့အစားခက်ခဲတွေကိုရက်ဆိုင်ကျော်လွှားဖို့ကြိုးစားသင့်ပါတယ်အခန်းလေးကြောက်ရွံ့မှုကိုကုစားသောလှုပ်ဆောင်ချက်ကြောက်ရွံ့မှုဆိုတာလူတိုင်းမှာရှိပါတယ်ဒါပေမဲ့အောင်မြင်တဲ့သူတွေနဲ့မအောင်မြင်တဲ့သူတွေရဲ့ကွာခြားချက်ကတော့အောင်မြင်တဲ့သူတွေဟာကြောက်ရွံ့နေပေမဲ့လည်းရှေ့ဆက်လှုပ်ဆောင်ကြတာပါပဲလှုပ်ဆောင်ချက်ဟာကြောက်ရွံ့မှုကိုကုစားပေးနိုင်တဲ့အကောင်းဆုံးစစ်တပ်လက်ပါကျမတို့ဆောင်ဆိုင်လေးကြောက်ရွံ့မှုကပိုပြီးကြီးထွားလာလေးပါပဲဘလောက်ပဲသိငယ်တဲ့ခြေလမ်းဖြစ်ပါစေတခုခုကိုစတင်လှုပ်ဆောင်လိုက်တဲ့အခါမှာကြောက်ရွံ့မှုကလျော့ပါသွားပြီးယုံကြည်မှုကတိုးပွားလာပါတယ်ယုံကြည်မှုဆိုတာမွေးရပါရလာတာမဟုတ်ပါဘူးလှုပ်ဆောင်ခြင်းကနေတိဆောက်ယူရတာပါလှုပ်ဆောင်ခြင်းအပြင်မြေယာမှုတွေကနေကိုယ့်ရဲ့ဆွမ်းဆောင်ရည်အပေါ်ယုံကြည်မှုတွေဖြစ်ပေါ်လာပါတယ်ငါမအောင်မြင်ဘယ်လိုလုပ်မလဲလို့မေးခွန်းထုတ်မဲ့အစားငါအောင်မြင်ဘယ်လိုလုပ်မလဲလို့မေးခွန်းထုတ်ပြီးကိုယ့်ရဲ့အုံနောက်ကိုအကောင်းမြင်တဲ့ရလဒ်တွေအတွက်လေ့ကျင့်ပေးသင့်ပါတယ်အခန်းကသဘောထားဤဆွဲဆောင်အားကျမတို့ရဲ့သဘောထားဟာတန်လိုက်တစ်ခုလိုပါပဲအခွင့်အလမ်းတွေကိုဆွဲဆောင်နေတယ်လို့တွန်းလှန်ပြနိုင်ပါတယ်ကျမတို့ဘလို့တွေးခေါ်ရဲဆိုတာကကျမတို့ဘလို့ခံစားရရဲဆိုတာပုံဖော်ပြီးအဲ့ဒီခံစားချက်တွေကကျမတို့ဘလို့လှုပ်ဆောင်နေဆိုတာကိုပုံဖော်ပေးပါတယ်အကောင်းမြတ်စေရှိတဲ့သူတွေဟာအခွင့်အလမ်းတွေပေါ်များတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ပြီး
အစိုးမြင့်စေရှိတဲ့သူတွေကတော့တီထွဲဖန်တီးနိုင်စွမ်းတွေကိုကောက်ခန်းစေပါတယ်လူနှစ်ယောက်ဟာအခြေအနေတစ်ခုတည်းကိုရင်ဆိုင်ရပြီးမဲ့တယောက်ကလမ်းပိတ်နေရလို့မြင်ပြီးနောက်တစ်ယောက်ကတော့ပိုကောင်းတဲ့လမ်းကြောင်းတစ်ခုစီဥတည်နေရလို့မြင်နိုင်ပါတယ်ဒီကွာခြားချက်ဟာသူတို့ရဲ့သဘောထားပေါ်မှာလုံးဝမူတည်နေပါတယ်ကျမတို့ရဲ့သဘောထားကိုပြောင်းလဲခြင်းအပြင်ကျမတို့ရဲ့ဘဝကိုလည်းပြောင်းလဲနိုင်မှာဖြစ်ပါတယ်အခန်း6မဟာဗျူဟာမြောက်ပန်းနိုင်ချမှတ်ခြင်းကြည်ကြည်တွေးခြင်းဆိုတာဖွဲ့စည်းပုံတစ်ခုလိုအပ်ပါတယ်အဲ့ဒီဖွဲ့စည်းပုံကိုရှင်းလင်းပြသတဲ့ပန်းနိုင်တွေပေးဆနိုင်ပါတယ်ပန်းနိုင်တွေဟာကျမတို့ရဲ့စိတ်ကိုဘယ်ကိုသွားမယ်ဆိုတာပြပြနေပြီးအာရုံပြောင်းလဲမှုတွေကိုဖယ်ရှားပေးပါတယ်ကျမတို့ဟာလုံခြုံစိတ်ချရတဲ့ပန်းနိုင်တွေကိုပဲချမှတ်တာမျိုးမလုပ်သင့်ပါဘူးကိုနည်းနည်းလေးစိတ်လှုပ်ရှားစေမဲ့နည်းနည်းလေးစိန်ခေါ်မှုရှိရဲ့ပန်းနိုင်တွေကိုချမှတ်သင့်ပါတယ်အဲ့ဒီနေရာမှာပဲတိုးတက်မှုတွေဖြစ်ပေါ်လာမှာပါကိုရဲ့ပန်းနိုင်ကိုအသေးစိတ်မြင်အောင်ကြည့်ပါဒီလိုစိတ်ကူးနဲ့လေ့ကျင့်ခြင်းအပြင်ကျမတို့ရဲ့အုံနောက်ကိုအမြင်မှုနဲ့အညီလှုပ်ဆောင်မှု program သင်ပေးနိုင်ပါတယ်အခန်း9ခေါင်းဆောင်မှုနဲ့ဆက်ဆံရေးအောင်မြင်မှုဆိုတာတယောက်တည်းရယူနိုင်တဲ့ခရီးလမ်းမဟုတ်ပါဘူးဆက်ဆံရေးရဲ့စွမ်းအားကိုနားလည်ဖို့လိုအပ်ပါတယ်တကယ်ခေါင်းဆောင်တွေဟာတခြားသူတွေကိုလွှမ်းမိုးချုပ်ကိုင်တာမျိုးမလုပ်ပါဘူးသူတို့ကတခြားသူတွေကိုအားပေးတဲ့နားထောင်နေပြီးတော့သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုယုံကြည်အောင်လုပ်ပေးပါတယ်အောင်မြင်တဲ့ခေါင်းဆောင်တွေဟာတခြားသူတွေရဲ့အချိန်သူတို့ရဲ့ထင်မြင်ယူဆချက်တွေနဲ့ကွဲပြားခြားနားမှုတွေကိုလေးစားပါတယ်အကောင်းမြင်တဲ့စတဲ့ပြောဆိုမှုတွေကိုအသုံးပြုပြီးအတင်းဖြင့်ပြောတာမျိုးကိုရှောင်ရှားပါတယ်စကားလုံးတွေကစွမ်းအင်တွေကိုဖန်တီးပေးရဆိုတာကိုသူတို့နားလည်ပါတယ်ကြာရုံမှုကနေဥဆောင်တာထက်ဖြစ်နိုင်ခြေရှိတဲ့အမြင်တစ်ခုအနေဥဆောင်ချက်အပြင်လွှမ်းမိုးနိုင်စွမ်းကိုတည်ဆောက်နိုင်ပါတယ်အခန်း၈အောင်မြင်မှုအတွက်နေ့စဉ်အလေးကျင့်များကြည်ကြည်တွေ့ခြင်းဆိုတာနေ့စဉ်ပုံမှန်ရွေးချယ်မှုတွေကနေတဆင့်ဘဝနေထိုင်မှုပုံစံတစ်ခုဖြစ်လာပါမယ်အကောင်းမြင်သောမနက်ခင်းများမနက်ခင်းကိုအစိုးမြင်တဲ့အရာတွေနဲ့စတင်တာထက်အကောင်းမြင်တဲ့အတွေ့အကြုံတွေနဲ့စတင်မှာရွေးချယ်ထားသောပါဝင်ခြင်းအိမ်မက်တတ်တဲ့သူတွေလှုပ်ဆောင်တတ်တဲ့သူတွေအကောင်းမြင်တတ်တဲ့သူတွေနဲ့ကိုဝေးရန်ထားပါသူတို့ရဲ့စွမ်းအင်ကကူးစက်တတ်ပါတယ်စဉ်ဆက်မပြတ်သင်ယူခြင်းစာဖတ်တာပေါ့ကတ်တွေနားထောင်တာကိုယ့်ရဲ့အတွေ့အခေါ်တွေကိုချက်ထွင်ပြီးမဲ့အကြောင်းအရာတွေကိုကြည့်ရှုတာမျိုးတွေကိုဘယ်တော့မှမရတမနဲ့တင်းငယ်သောအောင်မြင်မှုများကိုဂုဏ်ပြုခြင်းတင်းငယ်တဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုပြီးမတတ်မသားဖြစ်တဲ့အခြေအနေတွေမှာကိုယ့်ရဲ့တတိကိုအတိမတ်ပြုပါဒါကကိုယုံကြည်မှုကိုပုံမခိုင်မာစေပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့ဒီဗီဒီယိုကနေကျမတို့မြင့်မြင့်ကြံမှုအတွက်အဓိကနေရာမှာတွေကိုလေ့လာခဲ့ရပါတယ်။ကျမတို့ရဲ့အတွေ့အခေါ်တွေယုံကြည်ချက်တွေသဘောထားတွေကကျမတို့ရဲ့ဘဝကိုဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကိုသိရှိခဲ့ရပါတယ်။ဒီနေရာမှာတွေကိုလက်တွေ့အသုံးချပြီးပရိသတ်ကြီးတို့ရဲ့ဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေကိုဖန်တီးနိုင်ပါစေလို့ကျမဆုတောင်းပေးပါတယ်။ကျမတို့အားလုံးဟာကိုထင်ထားတာတက်ပို့ပြီးစွမ်းဆောင်နိုင်ကြတဲ့သူတွေပါတောက်ယုံကြည်ပြီးကြည်ကြည်ကြဲတွေးခေါ်ကြပါစို့နော်မိတ်ဆွေတို့အနေနဲ့နောက်ထပ်ဘလို့စအုပ်မျိုးလေးတွေရဲ့အနှစ်ချုပ်မျိုးကိုဖတ်ရှုလေ့လာခြင်းတလဲဆိုတာကိုကွန်မန့်ကနေတဆင့်ရေးခဲ့ပေးကြပါအောင်နော်ကြည့်ရှုတဲ့အားလုံးကောင်းမွန်တဲ့ကြံလေးကိုပိုင်ဆိုင်နေကြပါစေရှင်